မင်္ဂလာညချမ်းပါခင်ဗျာတနေ့တာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတဲ့သတင်းအတို့တော်အစီအစဉ်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းအနေနဲ့ကတော့နော်လူရမဝင်တော့တဲ့စိုးဝင်းရဲ့သတင်းပဲဖြစ်ပါတယ်ဒုစစ်ကောင်းဆောင်စိုးဝင်းဦးဆောင်တော့ပြည်တော်စုအတိုင်ပင်ခံကောင်စီရုံးဖွင့်ပွဲလူရအတွင်းသတင်းဖော်ပြခြင်းလုံးဝမပြုလုပ်ပဲလှစ်လှရှုထားခံရတဲ့အကြောင်းပဲဖြစ်ပါတယ်နေပြည်တော်တွင်ပြည်တော်စုအတိုင်ပင်ခံကောင်စီရုံးဖွင့်ပွဲကိုမေလ19ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပြီးရုံးလုပ်ငန်းများကိုစတင်လုပ်ကိုင်နေပြီးဖြစ်တော်လဲအဆိုပါရုံးဖွင့်ပွဲကိုမေလ20ရက်နေ့နှင့်မေလ21ရက်နေ့ထုတ်ကျေးမုံမြမအလင်းမြဝတီသတင်းစာအပါအဝင်ဝါဒဖြန့်ချီရေးသတင်းစာများ MRTV မြဝတီအပါအဝင်ရေဒီယိုနှင့်ရုပ်မြင်သံကြားလိုင်းများတွင်လုံးဝဖော်ပြခြင်းမပြုသည့်ကိုတွေ့ရှိရတယ်ပြည်တော်စုအတိုင်ပင်ခံကောင်စီရုံးဖွင့်ပွဲတို့ကောင်စီဥက္ကဋ္ဌစိုးဝင်းနှင့်ကောင်စီဝင်များအားလုံးတက်ရောက်ခဲ့ကြပြီးအမှတ်တရတစ်ပင်စိုက်ပျိုးခြင်းများပြုလုပ်ခဲ့ကြတော့လဲစစ်တပ်ထိန်းချုပ်ထားတဲ့မီဒီယာများတွင်ရင်းဖြစ်စဉ်ကိုခြံလှပ်ထားခြင်းဖြစ်တယ်ပြည်တော်စုအတိုင်ပင်ခံကောင်စီတွင်စိုးဝင်းအပါအဝင်ပုဂ္ဂိုလ်17ဦးဖြင့်ဖွဲ့စည်းကြောင်းမင်းအောင်လှိုင်ကဧပြီလ10ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်ကဒါကတော့သူတို့အချင်းချင်းကြားထဲမှာတောင်မှတယောက်ကိုတယောက်ဘယ်လိုရုံမှကြလဲဆိုတာကိုမြင်စေချင်တာပါအဲ့တော့သူတို့ချင်းချင်းပေါ်တော်မှာဒီလောက်ရုံမှနေတဲ့ကောင်တွေဟာတိုင်းပြည်နဲ့ပြည်သူအပေါ်ကိုဖြောင့်မှန်နိုင်တာမလားစဉ်းစားကြည့်ပါအဲ့တော့လက်ရှိတိုင်းပြည်ပြစ်နေတာတွေဒီဒါကိုဆက်ဆက်ကြည့်လိုက်မယ်ဆိုအားလုံးသိနိုင်ပါလိမ့်မယ်အဲ့တော့ဒီစစ်ကောင်းဆောင်တွေဟာတိုင်းပြည်ကိုဖျက်ဆီးတာကလွယ်ပြီးတော့ဘယ်အပိုင်းမှတုံးစားလို့မရဘူးဆိုတာအဲ့လက်တွေ့ပါပဲနော်စိုးဝင်းဆိုတဲ့တက်ညီလက်ညီဖျက်ဆီးခဲ့ကြတယ်အခုကြည့်ချက်ချင်းဘယ်ဘွားရောက်သွားတယ်ဒါကြည့်အောင်နော်ဘလောက်တန်ဝေကယူစရာတွေကောင်းလဲဆိုတာဒါပြည်သူကတုံ့ပြန်မှုဘာမှမလုပ်ကြသေးဘူးနော်အဲ့တော့ပြည်သူတုံ့ပြန်လာမယ်ဆိုရင်သူတို့ဘဝဘလောက်ထိစုပ်ယုပ်ပျက်စီးသွားမလဲကြည့်လိုက်ပါအဲ့တော့လူရှင်နေပြီမဲ့ဘဝသေးနေတဲ့ဘဝဒါကိုကြံမြင့်ခဲ့တဲ့စစ်ဘိုလ်ချုပ်တွေအနေနဲ့တန်ဝေကယူမယ်ဆိုရင်ယူစရာကြီးပဲဒါနော်ဆိုရင်လည်းသူယာတုရှိတဲ့အချိန်မှာဒုစစ်ကောင်းဆောင်လေးနည်းနည်းစီကြီးလာဒါပေမဲ့ကြီးနိုင်ငယ်ညင်တလိမ့်ဆန်စရိုက်ကျင့်သုံးတဲ့ကောင်တွေကြားထဲမှာတော့မလိုအပ်ရင်ကန်ထုတ်ခံထိမှာပဲဒါကိုစစ်သားတိုင်းတိဖို့လိုတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့စစ်တပ်မုံဒီရဲ့စိတ်သက်တစ်မျိုးတည်းကိုအခြေခံ၍တော်လှန်ရေးတက်တန်းကြားနေတယ်ဆိုပြီးတော့ RCSS ဥက္ကဋ္ဌရွက်စစ်ကပြောလိုက်တဲ့သတင်းပဲဖြစ်ပါတယ်တိုင်းနာတော်လှန်ရေးခေါင်းဆောင်တချို့နဲ့အဖွဲ့အစည်းတချို့ကစစ်တပ်မုံဒီရဲ့စိတ်သက်တစ်မျိုးတည်းကိုဒါအခြေခံခြင်းကြောင့်တော်လှန်ရေးတက်တန်းကြားရှည်နေခြင်းဖြစ်သည်ဟုရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး US စစ်ကပြောဆိုတယ်ဗိုလ်ချုပ်ကြီး US